AI ဆိုတာမြန်မာလိုဉာဏ်ရည်သူလို့အဓိပ္ပာယ်ရပါတယ်။အလွယ်ဆုံးပြောရရင်လူတွေလိုပဲစဉ်းစားနိုင်ဆုံးဖြတ်နိုင်ပြီးသင်ယူနိုင်တဲ့စွမ်းရည်တွေကိုကွန်ပျူတာစနစ်တွေထဲမှာထည့်သွင်းတည်ဆောက်ထားတာဖြစ်ပါတယ်။ AI ရဲ့သဘောသဘာဝကိုပိုပြီးရှင်းလင်းသွားအောင်အဓိကအချက်၃ချက်နဲ့ခွဲခြားရှင်းပြပေးပါမယ်။AI ဆိုတာဘာလဲ။ပုံမှန် software တွေကလူကဒါဆိုရင်ဒါလုပ်ဆိုပြီးအမိန့်ပေးထားတဲ့အတိုင်းပဲလုပ်ဆောင်တာပါ။ဒါပေမဲ့ AI ကတော့အချက်အလက်အမြောက်အများကိုလေ့လာပြီးအဲ့ဒီထဲကမှတ်ပုံစံတွေကိုရှာဖွေပါတယ်။ပြီးရင်အဲ့ဒီအချက်အလက်တွေပေါ်မူတည်ပြီးသူအလိုလိုခံမှန်းတာဆုံးဖြတ်တာတွေလှုပ်ဆောင်နိုင်တာပါ။ဒီ AI ကိုဘယ်နေရာတွေမှာသုံးနေကြသလဲ။ကျွန်တော်တို့နေ့စဉ်ဘဝမှာတိတိကျကျရောမတိမတာရော AI ကိုသုံးနေကြပါတယ်။ဥပမာဖုန်းအသုံးပြုမှုမျက်နှာနဲ့ဖုန်းဖွင့်တာID စာရိုက်တဲ့အခါနောက်ကလာမယ့်စာကိုကြိုတင်ခန့်မှန်းပေးတာလူမှုကွန်ရက်ဒါမှမဟုတ်မှာကိုစိတ်ဝင်စားတတ်တဲ့ဗီဒီယိုတွေကိုပဲရွေးချယ်ပြသပေးတာဘာသာပြန်လိုမျိုးဘာသာစကားတစ်ခုကနေတစ်ခုကိုအဓိပ္ပာယ်ရှိပြန်ပေးတာဖန်တီးမှုလိုမျိုးမိကုံးတွေကိုဖြည့်ပေးတာစာတွေရေးပေးတာပုံတွေဆွဲပေးတာတော့ AI ကဘယ်လိုသင်ယူတယ်လဲ AI သင်ယူပုံကကလေးတစ်ယောက်ကိုသင်ပေးရတယ်လို့ပါပဲဥပမာကြောင့်ပုံနဲ့ခွေးပုံကိုခွေးကြားတက်စေချင်ရင် AI ကိုကြောင့်ပုံပေါင်းတောင်းနဲ့ချီပြီးပြရပါတယ်အဲ့ဒီအခါ AI ကနေရွက်ကဒီလိုငါခေါင်းကဒီလိုဆိုရင်ဒါဟာကြောင့်ပဲဆိုပြီးအချက်အလက်တွေထဲကနေမှတ်